ခေါ်တော့မဆိုးရအောင်လားအဲ့တော့မြို့ကြတယ်ကြောင့်မင်းသမီးတွေနဲ့မင်းသားတွေကပြီးဆိုတော့ဒီရှင်လေးတွေကအဲ့လို တမရအောင် နေနေရ ရောက်အချစ်တွေဘုံပြလိုက်မယ်